ခုတခါဒီမှာစပွဲတင်မီနီအခုလာလေးကိုမှဒီမှာဖန်နှလုံးနဲ့အဲ့ဒီမိတ်ဆက်ပေးပါမယ်ဒီမှာပန်ခါနှလုံးကလည်းကိုလိုတလို့တလုံးမဲ့ဖွင့်ချင်တယ်ဆိုလဲဖွင့်လို့ရပါမယ်နော်မင်းခုအပေါ်ပန်ခါတလုံးလေးပိတ်ပြလိုက်ပါပြီပန်ခါကိုမှတော့ပြင်းအား1နှစ်3ဒါဆိုအခုမင်းအောက်ပန်ခါကိုပြင်းအားပိတ်လိုက်ပြီနော် sorry ဒီမှာပြင်းအား1နှစ်3ပြင်းအား1နှစ်3ကြီးထားလို့ရမယ်ဒီမှာအပေါ်ပန်ခါဆိုလို့ရှိရင်လည်းတော့ပြီးဒီဟာလေးတွေရတယ်မှာနော်ဒီပန်ခါကဒါမျိုးလေးအပေါ်အောက်တိုးရွှေ့လို့လည်းရမယ်ပြီးရေငွေ့လေးဒီထဲမှာရေထည့်မယ်ရေခဲထည့်သုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်เนาะဒါလေးကအဲကူလာတိုက်လေးဖြစ်သွားမယ်ဒီမှာအခုမင်းဒီမှာအရှိမရေငွေ့လေးထွက်ပြပြီးထားပါတယ်เนาะဒီဟာကပလက်ဓာတ်ရိုက်သုံးလို့ရတယ်လို့အာသွင်းပြီးမှလည်းသုံးလို့ရပါတယ်ရှင်အဝေးတက်သွားတဲ့ခါမှာအာသွင်းသုံးကြီးနဲ့အကွန်သွားတဲ့ခါကျရင်လည်း power bank နဲ့လည်းထိုးပြီးသုံးလို့ရပါသေးရဲ့เนาะဒီဟာကိုမှမင်း install အများကြီးအလုံးကြီးအများကြီးချထားပေးပါတယ်ဒီနှုန်းလေးဆိုလို့ရှိရင်390ပါပါပဲရှင်အရင်ဈေးပါပဲเนาะမင်းဈေးမပြောင်းထားပါဘူးဒါလေးဖြစ်စီတော်ကြပြတ်သွားတဲ့ဟာလေးကိုဒီခေါက် stock အလုံးကြီးအများကြီးချထားပေးပါရှင်မှာယူချင်တယ်ဆိုလို့ရှိရင်เนาะအော် sorry ဒီမှာဒါလေးက remove လည်းပါတယ်ဆိုတော့အဝေးကနေ remove နဲ့လည်း control လုပ်လို့ရပါတယ်ရှင်မှာယူချင်တယ်ဆိုလို့ရှိရင် Viber နံပါတ်39 9598 4338 39 668 99 4 3မှာဆက်သွယ်ပြီးမှာယူနိုင်ပါတယ်ရှင်